ဒီဗီဒီယိုလေးကတော့ fire sign တွေဖြစ်တဲ့ Aries, Leo, Sagittarius တို့အတွက်2026 တနှစ်တာအတွင်းမှာကြုံရမယ့်ဒီအခြေအနေလေးတွေကိုပြပြပေးသွားမှာပါ။အဲ့တော့ fire sign လေးတွေက2026အတွင်းမှာအခြေအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော် relationship တွေဒီနောက် situationship တွေဆိုလို့ရှိရင်တော့ပေါ့နော်သစ္စာဖောက်ခံရနိုင်တယ်ပြီးတော့ကိုယ့်အပေါ်မှာလိမ်လည်လှည့်ပြားမဲ့သူတွေနဲ့တွေ့ရတတ်တယ်ပေါ့နော်relationship တွေဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့ရည်စားကိုယ့်ရဲ့ချစ်သူကကိုယ့်အပေါ်မှာဖုံးကွယ်ထားတဲ့ကိစ္စရပ်တွေကိုမသိဘဲနဲ့လုပ်လိုက်တဲ့ကိစ္စရပ်တွေကြောင့်မို့လို့စကားများရတာကတော့ကစားဖြစ်ရတာလေးတွေကိုဖြစ်တတ်ပါတယ်ပြီးရင်ဒီ relationship တွေကြားထဲမှာဆိုလို့ရှိရင်လည်းတငယ်ချင်းတွေမိသားစုအတိုင်းဝိုင်းတွေကြောင့်မို့လို့ပြဿနာတက်ရတာထိုးနှက်ခံရတာဒီပတ်ဝန်းကျင်ကလူတွေကြောင့်ပေါ့နော်စကားများရတာဒီဖြစ်တတ်တယ်စိတ်အနှောက်အယှက်ဖြစ်တယ်ပေါ့နော်အဲ့လိုပဲစင်ငယ်လေးဆိုလို့ရှိရင်လည်းအဖြေပေးပြီးတော့ချစ်သူစပြီးတော့ထားတော့မယ်ဆိုလို့ရှိရင်အဲ့လိုပဲပတ်ဝန်းကျင်ကထိုးနှက်ခံရတာတွေအပြစ်ပြောဆိုတာတွေပေါ့နော်အဲ့လိုမျိုးကြီးကြုံရတတ်တယ်အဲ့ဒါတွေကလေဒီနှစ်ဦးပိုင်းကနေပြီးတော့9လပိုင်း6လပိုင်း9လပိုင်းလောက်ထိပေါ့နော်နှစ်လယ်လောက်ထိကအဲ့လိုမျိုးလေးအခြေအနေမှာတော့အဆင်မပြေနိုင်သေးဘူးပေါ့နော်နောက်ပိုင်း9လပိုင်း10လပိုင်းလောက်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီဖြစ်ကြုံခဲ့တဲ့ပြဿနာတွေကိုလည်းတည်ငြိမ်လာပြီးတော့ကိုယ့်ရဲ့အလုပ်ကိစ္စတွေမှာဦးစားပေးပြီးတော့လုပ်ဖြစ်မယ်နောက်ပိုင်း9လပိုင်းနဲ့နှစ်ကုန်ခန်းဒီပေါ့နော်ဒီ2026နှစ်ရဲ့နောက်ဆုံးလတွေမှာဆိုရင်တော့အခြေအနေတွေကပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်ပို့ပျော်ရွှင်ရတဲ့အခြေအနေတွေဖြစ်လာလိမ့်မယ်ပေါ့နော်single လေးဆိုလို့ရှိရင်လည်းချစ်သူရည်စားအသစ်ရနိုင်တယ် relationship တွေဆိုလည်းပို့ပျော်ရွှင်ရတဲ့ပို့ပြီးတော့ရင်းနှီးသွားတဲ့ relationship မျိုးဖြစ်လာနိုင်မယ်ပြီးရင်အဲ့ကနေတဆင့်ပိုခိုင်မာတဲ့ marriage life အထိကိုတက်နိုင်တဲ့သူဖြစ်မယ်အကယ်ကိုကယူဖို့စိတ်ကူးရှိရဆိုလို့ရှိရင်အဲ့ဒီလတွေမှာစီးစက်ရတာမျိုးလက်ထက်ရတာလက်မှတ်ကြီးထိုးရတာမျိုးပြင်လာနိုင်တယ်ပေါ့နော်ဒီ2026နှစ်ကုန်ပိုင်းမှာယူဖို့လို့စီစဉ်ထားတဲ့သူတွေဆိုလို့ရှိရင်လည်းအဲ့ဒီအချိန်မှာအကောင့်ထဲပေါ်ပြလိမ့်မယ်အဲ့ဒီအချိန်မှာယူမယ်ဆိုရင်အခက်အခဲနောက်ဆက်တွေမရှိဘူးပေါ့နော်အဲ့2026ရဲ့နှစ်ရက်အစပိုင်းမှာတော့ဒီ fire sign လေးတွေအခြေအနေမှာတော့အဆင်မပြေနိုင်သေးဘူးနှစ်နောက်ပိုင်း9လပိုင်းကနေ12လပိုင်းနောက်ပိုင်းမှာတော့အခြေအနေတွေအကုန်လုံးအဆင်ပြေလာပြီးတော့ပျော်ရွှင်ရတဲ့ဒီ relationship လေးတွေဖြစ်လာပါလိမ့်မယ်အခြေအနေလေးဖြစ်လာပါလိမ့်မယ်နော်